ဤဗီဒီယိုဖိုင်သည်အကောင့်အချင်းချင်းဖိုင်များမျှဝေရာတွင်တစ်ကြိမ်တည်းနှင့်ဖိုင်များကြီးကိုရွေးချယ်ပို့ဆောင်နိုင်ကြောင်းပြသခြင်းဖြစ်ပါသည်ဤဗီဒီယိုဖိုင်သည်အကောင့်အချင်းချင်းဖိုင်များမျှဝေရာတွင်တစ်ကြိမ်တည်းနှင့်ဖိုင်များကြီးကိုရွေးချယ်ပို့ဆောင်နိုင်ကြောင်းပြသခြင်းဖြစ်ပါသည် This video file demonstrates how, sharing files between accounts, users can select and send multiple files at once. Globezan Web Application အသုံးဝင်ပုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်ပထမအနေဖြင့်ရုံးတွင်နေ့စဉ်ရိုက်နေကျစကားလုံးတွေကိုပြန်ရိုက်စရာမလိုဘဲအဆင်သင့်ဆွဲယူသုံးနိုင်အောင်ချပြပေးနိုင်ပြီးစာလုံးတိုင်းရဲ့အသံထွက်ကိုတရုတ်ဂျပန်စတဲ့အသံထွက်ပေးတာကြောင့်နားမှာလည်းနားထောင်နိုင်ပါတယ်ဒုတိယအနေနဲ့ပုံဖိုင်တွေထဲကစာသားများကို copy paste လုပ်နိုင်တဲ့စာလုံးတွေကိုပြောင်းပေးနိုင်ပါတယ်တတိယအနေနဲ့နှစ်သက်ရာဘာသာစကားအမျိုးမျိုးရဲ့ပြောစကားအသံကို mp3 အသံဖိုင်များပြုလုပ်နိုင်၍ဘာသာစကားသင်ယူလေ့ကျင့်ဖို့အသုံးဝင်ပါတယ်စတုတ္ထအနေနဲ့ဖိုင်တွေနဲ့ဖိုဒါတွေအားလုံးကို message နှင့်တကွအသုံးပြုသူအကောင့်ချင်းချင်းဖုန်းကွန်ပျူတာများအကြားအပြန်အလှန်မျှဝေနိုင်ပြီး OneDrive နှင့် Google Drive မှာလိုမျိုး download link ကိုလည်းတခြားသူများနဲ့မျှဝေနိုင်ပါတယ်ဗီဒီယိုတွေနဲ့ဓာတ်ပုံတွေကို Viber မှာလို download မလိုဘဲ page ပေါ်မှာအမြန်ကြည့်ရှုနိုင်ပါတယ်လက်ခံထားတဲ့ဖိုင်တွေဖိုဒါတွေ message များကိုအရင်ရွေးချယ်ပြီးတစ်ချက်တည်းနဲ့ဖြတ်နိုင်ပါတယ်နံပါတ်5အနေနဲ့သင်အခုရှိနေတဲ့နေရာနှင့်လိပ်စာကို Google Map ပေါ်မှာဖော်ပြနိုင်ပြီးအခြားသူများကို Screenshot အမြန်ပေးပို့နိုင်ပါတယ်ဆဌမအနေနဲ့ပရိုမိုးရှင်းမင်္ဂလာဆောင်စသည်ပွဲများတွင်ကိုယ်ပိုင်ဓာတ်ပုံဆလိုက်ရှိုးနှင့်ဗီဒီယိုတွေကိုပလေးပြသနိုင်ပါတယ်တခြား Customize application များကိုလည်း Globezan နည်းပညာအုပ်စုမှလက်ခံပြီးဖန်တီးပေးပါသည်ဤဗီဒီယိုကို Globezan Web Application တွင်အကောင့်အသစ်ဖန်တီးခြင်းစကားဝတ်များပြောင်းခြင်းဓာတ်ပုံနှင့်ဗီဒီယိုများတင်ခြင်းဖြတ်ခြင်းပြုလုပ်နည်းများပြသထားပါသည် Following is how globe-sun.com web application is useful. Firstly, suggestions for words users type daily and can hear pronunciation of selected language such as Chinese, Japanese, etc. in every word typed. Second, convert text from image files to real text characters, so can copy and paste easily. The third, can create MP3 files with speeches in multiple custom language which is useful for practicing on your own. Fourth, share the files and folders together with text message across the user accounts and devices, then can share download link to anyone also like in OneDrive and Google Drive, can share large files in seconds, can view videos and photos instantly without download like in Viber app, can delete received files, folders, messages via multiple selection with one click. Fifth, can know your current location and address in any part of the world on Google Maps, so can send instantly screenshots of your address to other. Sixth, can showcase photos, slideshows, and videos contents in the events. We, Globezan Technology Team, can develop customized applications for businesses. This video is for creating new account, changing passwords, managing photos and videos in globe-sun.com web application.